ရခိုင်လူငယ်တွေအားလုံးကာလီသောပါကျွန်တော်ရခိုင်လူမျိုးကြီးဆိုရဲဒုတိယကမ္ဘာဆိုင်မှာတိုင်ခွန်စိုက်ဖို့ကာလာကောက်တိုင်ပင်တဲ့လူမျိုးကျိုးတော့ညီလာခံဒီခေါ်ယူပြီးဆွေးနွေးခေါ်ဆုံးဖြတ်ချက်ဒီရှာမဲ့ခေါ်သဘောတူညီရှာဒီပူလုံးခေါ်ဒီကိုအခရင်ပေါ်မမလာတော့ဆောင်းတော့ခါပါတော့အပါဝင်ပါလေအခုခိုင်မှနေပြီးလူငယ်အခိုင်ပဲမဲ့ထားရတာဒါလေးဆရာကလူငယ်လို့ပဲမဲ့တယ်ဆိုရင်ကျွန်တော်ကလူငယ်ဒီအများကြီးရှိပါတယ်လူငယ်ခိုင်လူငယ်အဝါစုဒီအများကြီးစူးစီးထားတဲ့နေရာလေးဖိုက်တယ်ရောတော့နေပြီးလုံငယ်ရာတိုက်ပေတောင်ထဲဆောင်ရတဲ့အချိန်ခါရီရှင်မောရာနေရာဒေသလိုက်လက်ကောင်းအနေနဲ့မတူညီလေတူညီမျောမဲရှာတီနဲ့ကျွန်တော်တို့ပြီးတပန်လေးမှာကိုစားအထုတ်ခဲ့ပါမယ်လူငယ်ဒီပေါ်မှာကျွန်တော်မျောလွန်ရှာအများကြီးထားပါတယ်လူငယ်များကြီး friend တွေဒီပေတီဒီကိုလည်းယုံကြည်ပါတယ်တိုက်ပေနာရဲ့ကိုဒီကောင်းဝင်တော့ထဲဆောင်နိုင်ပါစီလို့ဆူတောင်းပြီးစကားလာဆောင်ပါလိုက်ပါတယ်အားလုံးကျေးဇူးတောင်းပါတယ်